မင်္ဂလာပါရှင်ဒီနေ့မှာတော့ POS software နဲ့ printer ချိန်နည်းလေးပြောပြပေးသွားပါမယ်ရှင်အရင်ဆုံး printer ကိုပါဝါဖွင့်ပေးရပါမယ်ပါဝါဖွင့်ပေးပြီဆိုရင်တော့ဖုန်းရဲ့ Bluetooth ကိုဖွင့်ပေးရပါမယ်ဖုန်း Bluetooth လေးကိုတစ်ချက်ဖွင့်ပြီးတိတ်လာတဲ့ printer လေးကိုရွေးပေးရပါမယ် printer လေးရွေးလိုက်တဲ့အခါမှာ password လေးတောင်းပါလိမ့်မယ်0လေးလုံးဒါမှမဟုတ်ရင်1 2 3 4ကြိုက်နေတဲ့ရာကိုထည့်လို့ရပါတယ်ရှင်ဒီလိုမျိုးလေးဖြစ်သွားပြီဆိုရင်တော့ printer လေးချိန်သွားပါပြီ POS software တွေကိုဝင်လိုက်ပါမယ် software ရဲ့ setting ကိုသွားပြရပါမယ်ရှင် setting တွေက printer ကိုဆက်သွားပြရပါမယ် voucher တိုက်နေရာမှာတော့3လက်မကိုရွေးပြရပါမယ်ရှင် printer နေရာမှာမိမိတို့ရွေးထားတဲ့ printer နည်းလေးရွေးပြရပါမယ်ပြီးရင်တော့ text space လေးထုတ်ပြရပါမယ်ရှင် text space ထုတ်တဲ့အခါ2ကြိမ်နှိပ်ပြရပါမယ်ရှင်text space လေးထွက်လာပြီဆိုရင်တော့ပုံမှန်အတိုင်းအယောင်းမှာ voucher လေးထုတ်လို့ရပါပြီဟုတ်ကဲ့ဒါဆိုရင်တော့အယောင်းမှာ voucher လေးထုတ်ပြပေးသွားပါမယ်နော်